ယနေ့ခေတ်လူငယ်များကြားလကစားလုပ်ရမလားကိုယ်ပိုင်စီးပွားရေးလုပ်ရမလားဆိုတဲ့မိကွန်းဟာအလွန်ပေါ်ပြူလာဖြစ်လာပါတယ်။ Social media တွေမှာလည်း9 to 5လုပ်ကဘဝကိုမပြောင်းလဲနိုင်ဘူးဆိုတဲ့ယူဆတွေကိုယ်ပိုင်လုပ်ငန်းမှာသာလွတ်လပ်မှုရမယ်ဆိုတဲ့အကြောင်းအရာတွေကိုမကြာခဏတွေ့ရပါတယ်။ဒါကြောင့်လူတော်တော်များများကလကစားအလုပ်ကိုအောက်ကျတဲ့အရာတစ်ခုလို့မြင်လာကြပါတယ်။သို့တော့တကယ်တော့လကစားလုပ်ဟာမကောင်းတဲ့အရာမဟုတ်ပါဘူး။ကိုယ့်ရဲ့ဘဝရည်မှန်းချက်အခြေအနေစိတ်ဓာတ်နဲ့စွမ်းရည်ပေါ်မူတည်ပြီးအကျိုးရှိနိုင်မယ့်အရာတစ်ခုဖြစ်တဲ့အကြောင်းအချက်လက်တချို့နဲ့တင်ပြဆွေးနွေးပေးသွားပါမယ်။ပထမဦးစွာလကစားလုပ်ရဲ့အားသာချက်တွေကိုကြည့်ရမယ်ဆိုရင်အဓိကအချက်ကတည်ငြိမ်မှုဖြစ်ပါတယ်။လစဉ်ဝင်ငွေတစ်ခုပုံမှန်ရရှိနေခြင်းကလူတစ်ယောက်အတွက်စိတ်အေးချမ်းမှုတစ်ခုပေးနိုင်ပါတယ်။အထူးသဖြင့်မိသားစုတာဝန်ရှိသူတွေငွေကြေးအခြေခံမကောင်းသေးသူတွေဘဝကိုစတင်တည်ဆောက်နေတဲ့သူတွေအတွက်လကစားလုပ်ကအရေးကြီးတဲ့အခြေခံတစ်ခုဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်မယ်ဆိုရင်အရင်နည်းလိုပါပြီ။ဆုံးရှုံးနိုင်ကြလည်းရှိတယ်။ဒါပေမဲ့လကစားလုပ်မှာတော့အချိန်နဲ့အမျှအတွေ့အကြုံတွေရလာသလိုဝင်ငွေလည်းတိုးတက်လာနိုင်ပါတယ်။နောက်တစ်ချက်ကလကစားလုပ်ဟာပညာရက်နဲ့အတွေ့အကြုံတွေကိုပိုပြီးတိုးတက်စေပါတယ်။အလုပ်ခွင်မှာလူတွေနဲ့ဆက်ဆံရတယ်ပြဿနာတွေကိုဖြေရှင်းရတယ်တီးမွားလုပ်ရတယ်ဒီတွေ့ကြုံတွေဟာစာအုပ်ထဲကမရနိုင်တဲ့ဘဝသင်ခန်းစာတွေဖြစ်ပါတယ်ချို့လူတွေကကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုအောင်မြင်ဖို့မစခင်လကစားအလုပ်လုပ်ပြီးအတွေ့အကြုံတွေစုကြပါတယ်တကယ်တော့လကစားအလုပ်ဟာဘဝရဲ့ training ground တစ်ခုလိုပါပဲသို့တော့လကစားအလုပ်မှာအားနည်းချက်တွေလည်းရှိပါတယ်အချိန်လွတ်လပ်မှုတွေနေတာကိုယ့်ရဲ့အိမ်မက်အတိုင်းမလုပ်နိုင်တာတခြားသူရဲ့စီကံအောင်မှာလုပ်ရတာတွေကလူတချို့အတွက်ဖိအားဖြစ်စေနိုင်ပါတယ်။တခါတလေအလုပ်ကိုမနှစ်သက်ပဲလစာအတွက်သာဆက်လုပ်နေရတဲ့သူတွေလည်းရှိပါတယ်။ဒီလိုအခြေအနေမျိုးမှာဘဝကိုပင်ပန်းနွမ်းနေစေပြီးတော့စိတ်တက်ကြလာတွေလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပြဿနာကလကစားလုပ်မဟုတ်ပါဘူး။ကိုယ်လုပ်နေတဲ့လုပ်ကိုဘယ်လိုမြင်တယ်လဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်။အလုပ်ကိုသင်ယူဖို့နေရာတစ်ခုလို့မြင်တဲ့သူကတိုးတက်မယ်။အလုပ်ကိုပင်ပန်းစရာတစ်ခုလိုပဲမြင်တဲ့သူကတော့အမြဲတမ်းညှင်းငွေနေမှာဖြစ်ပါတယ်။ချို့လူတွေကလကစားလုပ်ကနေစတင်ပြီးတော့နောက်ပိုင်းမှာကိုယ်ပိုင်လုပ်ငန်းကြီးတွေတည်ထောင်နိုင်ခဲ့ကြပါတယ်။အလုပ်တွေ့ကြုံလူမှုဆက်ဆံရေးငွေကြေးစီမံခန့်ခွဲမှုတွေကိုလကစားဘဝကနေသင်ယူခဲ့ကြတာဖြစ်ပါတယ်။ယနေ့ခေတ်မှာ online business, freelancing, content creation စတဲ့အလုပ်ကိုင်သစ်တွေပို့ပြီးတော့များလာတာကြောင့်လူတွေကအလုပ်မလုပ်ဘဲလွတ်လပ်စွာဝင်ငွေရှာနိုင်တယ်လို့ထင်လာကြပါတယ်တကယ်တော့ဘယ်လို့မဆိုစူးစမ်းမှုနဲ့စီကံကလိုပါသေးတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်တော့ stress ရှိတယ် risk ရှိတယ်အချိန်ပိုပေးရတတ်ပါတယ်ဒါကြောင့်လကစားလုပ်ကိုအောက်ကျတဲ့အရာလို့မမြင်သင့်ပါဘူးအရေးကြီးဆုံးကကိုယ့်ဘဝရည်မှန်းချက်ကိုတည်ဖို့ပါပဲတချို့လူတွေကတည်ငြိမ်တဲ့ဘဝကိုကြိုက်တယ်တချို့ကတော့စွန့်စားမှုကိုကြိုက်တယ်ဘယ်လမ်းကိုပဲရွေးမှားတယ်မှန်တယ်ဆိုတာမရှိပါဘူးကိုယ့်အတွက်တင့်တော်တဲ့လမ်းကိုရွေးချယ်နိုင်ဖို့ပဲလိုပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်လကစားလုပ်ကလှုပ်တင်သလားဆိုတဲ့မိကွန်းရဲ့အဖြေကတော့လှုပ်တင်ပါတယ်လို့ပြောနိုင်ပါတယ်ဒါပေမဲ့ရည်ရွယ်ချက်မရှိဘဲအချိန်ကုန်ဖို့အတွက်တော့မဟုတ်ပါဘူးကိုယ့်ဘဝကိုတည်ဆောက်ဖို့အတွေ့အကြုံရဖို့ငွေကြေးအခြေခံတည်ငြိမ်ဖို့ကိုယ့်အိမ်မက်စီတဆင့်ချင်းသွားဖို့အတွက်အသုံးချတတ်ရပါမယ်လကစားလုပ်ဟာနောက်ဆုံးပန်းနိုင်မဟုတ်ပေမဲ့လူတော်တော်များများအတွက်အောင်မြင်မှုစီကိုသွားရလမ်းအစတစ်ခုတော့ဖြစ်နိုင်ပါတယ်ဒါကြောင့်ဘဝဘေးအခြေအနေအရလကစားအလုပ်လုပ်နေရတယ်ဆိုရင်တော့မိမိလက်ရှိလုပ်နေတဲ့အလုပ်ကနေစဉ်ဆက်မပြတ်လေ့လာသင်ယူတတ်တဲ့လေ့ကျင့်တွေဖိအားများစွာတွေကအောင်မြင်မှုအသေးစားလေးတွေရအောင်ယူတတ်တဲ့အလေ့ကျင့်တွေပတ်ဝန်းကျင်တစ်ခုမှာအမှားနည်းနည်းနဲ့နေတတ်တဲ့အကျင့်ကောင်းတွေပေါင်းသင်းဆက်ဆံရေးအလေ့ကျင့်ကောင်းတွေအထက်လူကြီးအောက်လက်ငယ်သားတွေနဲ့ဆက်ဆံရေးတည်ဆောက်မှုတွေငွေကြေးကိုစီမံခန့်ခွဲရေးအတတ်ပညာတွေအလုပ်ကြီးအကန့်ကြီးတွေဘယ်လိုလဲပတ်လှုပ်ဆောင်နေကြသလဲဆိုတာကိုထက်ထဲဝင်ဝင်သိရှိခွင့်ရတဲ့အချက်တွေစသဖြင့်များစွာရနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေကလက်ရှိမှာလကစားအလုပ်လုပ်နေရတဲ့ဆိုရင်တော့လက်ရှိဘဝကိုစိတ်ပြက်အားယုံနေတဲ့စိတ်တွေဖျောက်ပြီးတော့မိမိရဲ့နောင်နာဂတ်တိုးတက်ရေးအတွက်လက်ရှိပြစ္ဆုတ်ပံအလုပ်ကိုကြိုးကြိုးစားစားလုပ်ကင်ကြဖို့အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့သင့်တော်တဲ့ထင်မိတ်ဆွေများကိုလည်း share လုပ်ပေးခဲ့ကြပါဦး။နောက်လာမယ့် season လေးတွေအတွက်လည်းအားလုံးကိုထပ်ပြီးတော့တွေ့ကြပါသေးတယ်။